အားလုံးပဲမင်္ဂလာပါခင်ဗျာကုတ်ဆောင်မူတိုင်းကိုထွန်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် gameplay analysis ဆိုတဲ့ပုံစံလေးကိုရွေးချယ်ထားတယ်ပေါ့လေအဲဒီမှာကျွန်တော် player ID device ID event date နဲ့ gameplay ဆိုတဲ့ဒီ players တွေရဲ့ activity ကိုပြတဲ့ table လေးကိုပေးထားတယ်ကျွန်တော်တို့လုပ်ပေးရမှာကတော့ကျွန်တော်တို့ကဒီ players တွေ first login ပြီးတဲ့အချိန်နောက်ရက် login ပြောင်းဝင်တဲ့ player တွေရဲ့ fraction ကို decimal နဲ့နေရာစာဖြတ်ပြီးတော့ရှာပေးရမှာဖြစ်တယ်ပေါ့လေဒီမှာထပ်ရှင်းပြတာကတော့the numbers of players who log in on the day immediately following their initial login သူတို့ပထမဦးဆုံးlogin ဝင်ပြီးရဲ့နောက်ရက်ကိုပြန်ပြီးတော့ login ဝင်တဲ့ user ရဲ့user တွေကို user ရဲ့ number ဆိုတဲ့အရေးအတွက်တွေကိုကျွန်တော်တို့က divided by the numbers of total players total players တွေရဲ့အရေးအတွက်နဲ့ကျွန်တော်တို့ကစားပေးရမှာဖြစ်တယ်ပေါ့ဒီမှာဆိုသူရှင်းပြထားတာက user ID 1ကပထမဦးဆုံးသူ login ဝင်ပြီးတဲ့ရက်ရဲ့နောက်ရက်ကိုပြန်ဝင်တဲ့ user ဖြစ်တယ်ပေါ့လေကျန်တဲ့ user တွေကမဝင်တော့ဘူးအဲ့တော့total user 3ရှိတော့ 1/3 decimal နဲ့နေရာဆက်ဖြတ်တော့ 0.33 ဆိုပြီးတော့ရလာဖြစ်တယ်ပဲဒီမှာကြည့်မယ်ဆိုရင်လည်းuser 1ကတရက်နေ့မှာ login ဝင်ပြီး2ရက်နေ့မှာလည်းပြန် login ဝင်တာတော့သူ့ရဲ့ condition နဲ့ကိုက်တယ်သူကမကိုက်ဘူး record တစ်ခုပဲရှိတယ်3ကလည်း2016နဲ့2018ဆိုတော့မကိုက်ဘူးဖြစ်တယ်ပေါ့အဲ့တော့ဒီသူ့ရဲ့ condition နဲ့ကိုက်တဲ့ user ကတယောက်1 total number of user 3ဆိုတော့ 1/3 သူလိုချင်တဲ့အဖြေရတာပေါ့နော်ဒါဆိုကျွန်တော်တို့လုပ်ပေးရမှာကcondition နဲ့ C1DI DIO1 condition နဲ့ကိုက်ညီတဲ့ users ကိုကျွန်တော်တို့ကတူတဲ့ users နဲ့စားပေးရမှာအဲ့ဒါအောင်မှကျွန်တော်တို့က decimal နဲ့နေရာစာ round လုပ်ပေးရမှာပေါ့နော်ဒါမျိုးဖြစ်မှာပေါ့ okay quite လေးရေးလိုက်အောင်ဗျအဲ့တော့ select ကျွန်တော်တို့လုပ်ပေးရမယ် formula ဒါဖြစ်တယ်ဒါဒီကောင်ကိုသူပေးထားတဲ့နေတိုင်း fraction ဆိုပြီးပေးလိုက်ရအောင် from activity table တွေကနေကျွန်တော်တို့ကယူမယ်ဒီ activity ကိုကျွန်တော်တို့က sub join လေး join လိုက်အောင်ဗျအဲ့တော့ select ကျွန်တော်တို့လိုအပ်တဲ့ဟာက player ID နဲ့ event date လောက်ပဲလိုမယ်ဗျ event date က first day ကိုယူခြင်းတဲ့အတွက် minimum အနေနဲ့ event date ကိုကျွန်တော် area လေးတစ်ခု first day ဆိုပြီးတော့ပေးလိုက်မယ် from activity ယူလိုက်မယ်ဒီကောင်ကကျွန်တော် user တယောက်ချင်းစီရဲ့ဒါ minimum date တွေကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော် group by player ID နဲ့လုပ်လိုက်မယ်ဗျာ player ID ကိုရလာတဲ့ set point လေးကိုကျွန်တော်တို့ကarea လေးပေးလိုက်အောင်ဗျာ first day ဆိုပြီးတော့ first day day ဆိုပြီးတော့ပေးပြီးတော့ကျွန်တော်တို့ first day ရဲ့ first player ID ကကျွန်တော်တို့ဒီကောင်းလဲA လို့ပေးလိုက်အောင်ဗျ A.player ID နဲ့ညီတဲ့ကောင်တွေကိုကျွန်တော်တို့ကရှာလိုက်ပြီအဲ့တော့ပထမဦးဆုံးlogin ဝင်တဲ့ဒါ user ရဲ့ records ကိုရလာပြီအဲ့ဒီအနေထားမှာမှကျွန်တော်တို့ကသူကပထမဦးဆုံး login ဝင်ပြီးတဲ့အပြင်နောက်ကျလဲ login ဝင်ထားတဲ့ user တွေဖြစ်ရမယ်အဲ့တော့လက်ရှိဒီ main query ရဲ့ event date က equal to ကျွန်တော် first day ကိုနောက်ရက်ဆိုတော့တရက်ပေါင်းလိုက်ရင်ရတယ်ပေါ့လေအဲ့တော့ရက်ကိုပေါင်းတဲ့ function က MySQL မှာဆိုရင် date add ဆိုတဲ့ function လေးရှိရပေါ့ဒီ function လေးကိုကျွန်တော် copy ကူးလို့ယူသုံးလိုက်မယ်ဒီ date add မှာဆိုလို့ရှိရင်ဒါ first day ဖြစ်မှာပေါ့လေဒီမှာကျွန်တော်ပေးတာ ft လို့ပေးတာရယ် first day ကိုကျွန်တော်ပေါင်းမှာတရက်ပေါင်းမှာဖြစ်တဲ့အတွက်ဒါမျိုးလေးဖြစ်လာမှာပေါ့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဦးဆုံးရက်ရဲ့နောက်ရက်မှာ login ဝင်တဲ့ record တွေကိုရလာပြီဖြစ်တယ်အဲ့တော့ condition နဲ့ကိုက်ညီတဲ့ record တွေပေါ့လေအဲ့တော့ condition နဲ့ကိုက်ညီတဲ့ user တွေကိုလိုချင်ဒီ record တွေက user ID တွေကိုကျွန်တော်ကယူပေးလိုက်ရင်ရပြီအဲ့တော့ဒီမှာဆိုလို့ရှိရင် condition user မှာကျွန်တော်တို့က count player ID တွေကဒီမှာunit မဖြစ်ပဲနဲ့ဒီမှာrecord တွေကတစ်ခုတော့ပို့ရှင်းနိုင်တော့ distance player ID ဆိုပြီးတော့ကျွန်တော်ယူလိုက်ရင်ကျွန်တော်လိုချင်တဲ့player ID တွေရပြီ player ID ကောင်းအောင်ရပြီပေါ့လေဒီနေရာမှာ total user ကိုကျွန်တော်ကထပ်လိုချင်တယ်ဆိုလို့ရှိရင် total user ကိုလိုချင်တော့ကျွန်တော်က sub query လေးပြန်ရေးအောင်ဗျ CLECT select လိုချင်တာ count ကောင်းမှာဒီတိုင်းပဲ distance player ID တွေကိုလိုချင်တယ် player ID ကိုလိုချင်တယ် from activity table တွေကယူမယ် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ total number of user ရပြီဗောလေ total number of user ရပြီဒီမှာ condition လည်းစစ်ပြီးသားဆိုတော့ condition နဲ့ကိုက်ညီတဲ့ user တွေကလည်းအပေါ်မှာ
ရလာပြီပဲဖြစ်တယ်ပေါ့လေဒါဆိုကျွန်တော် run ကြည့်အောင်ဗျ Okay test key ကတော့အဆင်ပြေခဲ့ပြီဗျာ submit ကြည့်အောင် Okay submit လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒါဒီနေ့တော့ပုံစံလေးရလဲအောင်မြင်စွာနဲ့ဒါပြီးဆုံးသွားပြီဖြစ်တယ်ပေါ့လေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ